ပထမဆုံးအနေနဲ့ကတ်ကိုဖွင့်မယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာကတ်မှာဗမာစာမမှန်တာကိုလုပ်ပြမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယို editing လုပ်တာတော့မပြတော့ဘူးနောက်ဗီဒီယိုတွေဗီဒီယို editing ဖြစ်တာကိုတော့တင်ပေးမယ်ဗီဒီယို editing ဗီဒီယိုတင်ပေးပါမယ်နော်နောက်ဗီဒီယိုတွေပေါ့နော်အခုဗီဒီယိုတော့ကတ်မှာဗမာပေါက်မမှန်တာကိုဘယ်လိုလုပ်ရမလဲဆိုတော့ပြပေးတာဖြစ်ပါတယ်အဲ့တော့ကတ်ကိုဖွင့်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကအဲ new project ကိုတစ်ချက်နှိပ်ပေးမယ်နော်ကျွန်တော်တို့ကကိုယ့်ရဲ့ဒီ gallery ထဲမှာရှိတဲ့ကျွန်တော်ဗီဒီယိုဒါမှမဟုတ်လေကျွန်တော်တို့ပုံပေါ့နော်တခုခုပေါ့နော်ကျွန်တော်ကတော့လွယ်တာရေးလို့ရမယ်ပုံလေးတစ်ပုံရွေးလိုက်မယ်အဲ့ဒီမှာကျွန်တော်ဒီစာသားရိုက်ထည့်ပြီးတော့မှဗမာပေါက်မှန်ကျွန်တော်ပြန်စမ်းကြည့်မယ်ပေါ့နော်ခဏလေးစောင့်ပြီပါโอเคအဲ့တော့ကျွန်တော်ပုံတစ်ပုံရွေးလိုက်မယ်အခုကြည့်နေတဲ့သူကတော့ဗီဒီယိုပဲဖြစ်ဖြစ်ပါဖြစ်ကိုထည့်ချင်တဲ့စာသားဟိုဗီဒီယိုပဲဖြစ်ပုံပဲဖြစ်ထည့်လိုက်ပေါ့နော်ကအခုနောက်ပိုင်းကတော်တော်လေးကိုအသုံးများလာတာဖြစ်တယ်ပေါ့နော်အားကြောင့်ဗမာပေါက်လေတော်တော်သိမမှန်ဘူးပေါ့နော်မှန်တဲ့ကောင်တွေလည်းရှိပါတယ်ဒါပေမဲ့မမှန်တာများနေတယ်ဒါပေမဲ့မှန်တဲ့ကောင်တွေ Unicode မှာသွားပြီးသုံးစင်တော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ခဏလေးကျွန်တော်ဒီမှာ main frame ကိုနည်းနည်းပြန်ချဲ့လိုက်မယ်ပေါ့နော် Okay ပြီးရင်အောက်မှာတွေ့ပါလိမ့်မယ်ပေါ့ TEHD test ဆိုတာလေးတွေ့မယ်ပြီး add test ဆိုတာနှိပ်မယ်ပေါ့နော်ကျွန်တော်မြန်နေမယ်ကျွန်တော်ဖြည်းဖြည်းချင်းကြည့်ပြီးပေါ့နော်အဲ့မှာကျွန်တော် fault ဆိုတာကြီးနှိပ်ပြီးတော့မှတော့တယ်အဲ့မှာကျွန်တော် keyboard ကပကံ keyboard ဒါမှမဟုတ်လေ G keyboard တခုခုအဆင်ပြေပါတယ်ဘယ်တခုပဲရှိအဆင်ပြေပါတယ်တခုပြောချင်တာကပကံ keyboard ဆိုရင်တော့ပိုမှန်မှန်သိရတာအခုကျွန်တော်တစ်ချက်စမ်းပြပါမယ်သူကစာသားမှန်လားမမှန်လားပေါ့နော်ဗမာစာမှန်လားစမ်းပြပါမယ်အောက်မှာတော့မှန်တယ်သိလားကျွန်တော်ကက်အပေါ်ဒီစက်ခွင့်ပေါ်မှာကျတော့မမှန်တော့ဘူးအခုတွေ့တဲ့အတိုင်းပဲပေါ့နော်ဒါကျွန်တော် color လေးနည်းနည်းထည့်လိုက်မယ်ပိုပြီးမြင်တာပါအောင်နော်အောက်မှာကျွန်တော်တို့ဒီမှာဒီစက်တိုင်ကိုသွားမယ်စက်တိုင်သွားပြီးမှကိုကြိုက်တဲ့ design လေးကိုတစ်ချက်ရွေးပြီးသွားရင်ကျွန်တော်အမှန်ချစ်ရှင်းပေးလိုက်ရင်ကျွန်တော် color ထည့်လို့ရပြီပေါ့နော် okay သူက color ကမတက်ခင်တည်းကရွေးရတာလားမသိဘူး okay ပြန်ထည့်လိုက်အောင်သူကအခုအောက်မှာတော့သူကဗမာဖောက်တော့မှန်တယ်ပေါ့နော်ဒီစက်ခွင့်ပေါ်မှာကျတော့မမှန်ဘူးအဲ့ကအဲ့ဒါကြီးတိုင်ပတ်တယ်ပေါ့နော်အဲ့တော့တစ်ချက်လေးကြည့်ပြီးပါနော်ပြီးသွားရင် style ပြီးသွားရင်အောက်ဘေးနားမှာရှိတဲ့ fault ဆိုတာရှိတယ်ပေါ့နော် fault တွေအမှ fault တွေကတော့အင်္ဂလိပ် fault တွေကတော့အများကြီးပဲအင်္ဂလိပ်လိုသုံးမယ်ဆိုတော့အဆင်ပြေ international language ဆိုတော့မိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကမှ f fault ဆိုတာလေးတစ်ချက်နှိပ်မယ်ပြီးအပေါင်းလက္ခဏာလေးတစ်ချက်နှိပ်မယ်ပြီးကျွန်တော် upload file ဆိုတာလေးတစ်ချက်ထပ်နှိပ်မယ်အဲ့မှာကျွန်တော်တို့ကို fault ထားတဲ့နေရာ fault folder လေးတစ်ချက်သွားပြီးတော့မှ fault လေးသွားပြီးဗမာ fault လေးသွားထည့်ပြီးပေါ့နော်အဲ့မှာကျွန်တော်ကတော့ fault path ထဲမှာသွားကြည့်ပြီးတော့ Unicode fault ဆိုတာလေးရှိတယ်ပေါ့နော်ဒါတော့ဒီ computer နဲ့သုံးတဲ့ fault တွေဒီ fault တွေကတော့မမှန်ဘူးအဲ့တော့ Unicode fault ဆိုတာလေးတစ်ချက်ရွေးမယ်အခုကြည့်နေတဲ့သူကတော့ကိုယ့်ရဲ့ဖုန်းထဲမှာဘယ်နှမှာထားလဲဆိုတာသိပြီပေါ့နော်အဲ့မှာသွားပြီးကြည့်လိုက်ပြီးတော့ကျွန်တော် cherry တို့အခုမှ file တစ်ခုရွေးပြီးပါပါနော် cherry Unicode ဆိုပြီးတော့အဲ့ဒါတစ်ချက်နှိပ်ကြည့်မယ် okay မမှန်ဘူးလို့လားကျွန်တော်စာရဲတဲ့နေရာမှာတော့မှန်တယ်အပေါ်မှာကျတော့စကွင်ပေါ်မှာပြတာကျတော့မမှန်ဘူးအဲ့တော့ကျွန်တော်တစ်ချက်ပြန်ပြီးပြင်ပြီးရေးကြည့်ပြီပေါ့နော်တစ်ချက်ကြည့်ပြီပါတခုတတိတာမှာအောက်စကွင်ပေါ်မှာမှန်ဖို့ရေးကြည့်တယ်အောက်မှာမမှန်လဲကိစ္စမရှိဘူးပေါ့နော်အဲ့တော့တစ်ချက်ကြည့်ပြီပါအဲ့တိုင်းအပေါ်မှာပြနေတဲ့အတိုင်းပေါ်မကြည့်နဲ့အောက်ကိုပဲကြည့်ပါအောက်ကမှန်မှန်လေးအပေါ်ကမှန်လေးအဲ့လိုမျိုးဖြစ်တာပေါ့နော်နောက်ပြန်ပြည့်နေတာပေါ့ okay ခဏလေးလိုက်ကြည့်ပြီပြီးအမှ f fault 30 fault okay အမှနည်းနည်းလေးမှန်သားပြုတ်လာပြီပေါ့နော်မှန်သားပြုတ်လာပြီ okay နောက် fault တစ်ခုထပ်ယူမယ်ပေါ့နော်အပေါင်းလက္ခဏာနှိပ်မယ်စောစောပုံမှန်နဲ့သွားပြီးမမှန်ဘူးဆိုရင် f fault ကိုချက်ချင်းပဲဖြတ်လိုက်ပေါ့နော်နောက် fault တစ်ခုရေးမယ်ပေါ့နော် okay အဲ့မှာနည်းနည်းလေးမှန်လာပြီအဲ့တော့ကျွန်တော်ပြန်ရိုက်ကြည့်မယ်ဒါရေးတာမှားနေလို့ပါကျွန်တော်နာမည်ရိုက်ကြည့်မယ်ပေါ့နော်ကျွန်တော်နာမည်ပြဖြိုးကျော်ဆိုတော့နာမည်ရိုက်မယ်โอเคအဲ့နောက် fault တစ်ခုထပ်ပြောင်းကြည့်မယ်ပေါ့နော်မမှန်သေးဘူးပေါ့နော်ထပ်ပြောင်းကြည့်မယ်ပုံမှန်တိုင်းပဲသွားမယ်ပြီး fault တစ်ခုထပ်ယူမယ်အဲ့လိုဖြစ်တယ်မမှန်သေးဘူးနောက်ထပ်ရွေးမယ်Unicode ကတော့ fault တွေအများကြီးပဲမမှန်မချင်းရွေးလို့ရတယ်ပေါ့နော်ကိုယ်နဲ့အဆင်ပြေတဲ့ fault ပေါ့နော် okay ဒီ fault လေးမှတ်နိုင်တယ်အဲ့တော့ကျွန်တော်ဒီစာလေးပြန်ပြင်ရေးမယ်ပေါ့နော်ကျွန်တော်တို့စာရေးတာလေးမှားနေလို့စာရေးတာမှားနေတဲ့ခါကျရင် fault ကမှန်မှာမဟုတ်ဘူးနော်okay ပကံ keyboard လေးနဲ့စောစောကျွန်တော် GB keyboard လို့နော်အခုပကံ keyboard လေးနဲ့ကျွန်တော်ပြန်ရိုက်မယ်စာရမှာအရန်ပြင်းနေမြစာရောတိတ်ရိုက်တာမကြွမ်းဘူးဆိုတော့တိကန်ပြီးတော့ကြည့်ပေးပါအဲ့တော့ fault လေးပြန်ပြောင်းကြည့်မယ် fault စတိုင်းသွားမယ်ပြီး fault လေးပြန်ပြောင်းကြည့်မယ်နောက်တစ်ခုokay မှန်သွားပြီတွေ့လားဟော cherry fault မှန်တယ်cherry fault မှန်တယ်ပြီးနောက်တစ်ခုရှိသေးတယ်fault လည်းမှန်သွားပြီ
okay အခုတွေ့တဲ့အတိုင်းပဲเนาะ fault ကတော့မှန်သွားပြီ तू ကဘယ်လိုလဲဆိုတော့ဒီအောက်မှာမမှန်မဲနဲ့အပေါ်မှာမှန်တယ်ပေါ့နော်အဲ့တော့အပေါ်မှာမှန်အောက်မှာမမှန်ဘူးအောက်မှာမှန်အပေါ်မှာမမှန်ဘူးအဲ့ဒီခုတော့ရှိပါတယ်တတိထားဖို့ပြောတာပါအဲ့တော့ကိုကဒီရေးချတွေဘာတွေကိုကျွန်တော်တို့ကဒီအရင်ရေးရမယ်အနေထားရှိတယ်ပေါ့နော်အားကြောင့်မို့တစ်ချက်ဒီလိုက်ကြည့်ပေးဦးကျွန်တော်တစ်ချက်ထပ်ပြအောင်မယ်ပေါ့နော်တခြား fault တွေလည်းရှိပါတယ်အဲ့တော့ fault တွေကတော့အများကြီးပဲကျွန်တော်ထပ်ပြီးတက်ပြပါအောင်မယ်တခြား fault တွေနဲ့စမ်းပြပါအောင်မယ်နော်အဲ့တော့မမှန်ဘူးဆိုရင်စောစောမှန်နေတယ်အခုမမှန်ဘူးဆိုမမှန်တဲ့ fault လေးကိုကျွန်တော်တစ်ချက်ထောက်ပြီးတော့မှစပြန်ပြီးရေးရမှာပေါ့နော်ဟုတ်လားအဲ့မှာမှန်တယ်ဟိုမှာအရှိမှာမမှန်တော့ပြန်အဲ့ဒါကိုအောက်ကြပြီးကျွန်တော်အဲ့ဒါကိုပြန်ပြီးရိုက်မယ်ပေါ့နော်အဲ့တော့မမှန်မြောင်ဆိုတော့ကျွန်တော်အောက်ကမမှန်အောင်ရိုက်ပြီးတော့အပေါ်မှာမှန်အောင်ပြန်ရေးမယ်အတိကတော့ကျွန်တော်တို့ကဒီကက်ကက် screen ပေါ်မှာမှန်ဖို့အရေးကြီးရဆိုတော့လေအောက်ကမှန်လည်းကိစ္စမရှိဘူးကက်ကသုံးရတာကဗမာပေါက်မမှန်တာလွယ်ပြီးကျန်တာအကုန်သုံးလုံးကောင်းတယ်ကက်ကလေ transition တွေဒီသူ့ရဲ့ဒီ fault design တွေပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲ function တွေကအများကြီးပဲပေါ့နော်သုံးလုံးကောင်းတယ် Kai Master တို့ VN editing တို့ကတော့တိတ်မလို့ဗမာဖောက်မှန်တယ်ပေါ့နော် Unicode ပဲဖြစ်ဖြစ် Zogi ပဲဖြစ်ဗမာဖောက်မှန်တယ်ဒီကက်တစ်ခုပဲတိုင်ပတ်နေတာပေါ့နော်Kai Master လည်းတော်တော်ကောင်းပါတယ် Kai Master လည်းဖောက်ပြင်းကြမလို့မှန်တယ်နောက်ပိုင်းဗီဒီယိုမှာကျွန်တော်တင်ပြပါမယ် Kai Master နဲ့ VN ဗီဒီယို editing ကိုအခုကလေးကိုတစ်ချက်ကြည့်ပြပါ Okay အမှရိုက်မယ်ကျွန်တော်နာမည်ပဲတက်ရိုက်မယ်ပေါ့နော်မမှန်ဘူးဆိုရင်မအောင်ရိုက်ပြီမယ်တိုင်းတော့နည်းနည်းပတ်တယ်ပေါ့နော်fault ဆိုင်မှာသွား fault တစ်ချက်ပြောင်းပေးမယ် okay မှန်သွားရင်တွေ့လားအခုကြည့်နေတဲ့သူတွေ့လားအဲ့မှာမှန်သွားရင်တွေ့လားအဲ့ဒါ KT02 ဆိုတာတော့မမှန်အောင်အဲ့တော့မမှန်တဲ့ဟာကိုကျွန်တော်တို့က feed ပြီးတော့မှချက်ချင်းပဲ delete လုပ်ပေးလိုက်နောက်ဆိုကျွန်တော်တို့အဲ့ဒါကြီးနဲ့တိုင်ပတ်နေဦးအဲ့တော့နာမည်ရေးပြီးသွားပြီပေါ့နော်နာမည်ရေးပြီးသွားပြီအဲ့မှာတောင်းပန်ပါတယ်ဆိုတဲ့စာသားကိုထပ်ပြီးတော့ရေးတော့အဲ့မှာမှန်ပါတယ်ပေါ့နော်ဒါပေမဲ့ KT02 ဆိုတဲ့ fault ကတော့မမှန်အောင်တခြား fault တော့မှန်တယ်အဲ့တော့တောင်းပန်ပါဆိုတဲ့စာသားကိုနောက်တဲ့ fault တစ်ခုနဲ့ထပ်ပြီးတော့ပြကြည့်မယ်ပေါ့နော်မှာ fault တွေကတော့အများကြီးပဲ Unicode fault တွေokay အဲ့တော့မှန်သွားပြန်ပြီနောက်တစ်ခုမှန်သွားပြန်ပြီနော်တွေ့လားအခုကျွန်တော်ပြထားတဲ့အတိုင်းပဲမှန်ပါတယ်တောင်းပန်ပါတယ်အပေါ်ကကျွန်တော်နာမည်ပြီးပြကြောအောက်ကတောင်းပန်ပါတယ်မှန်သွားပြီဒီ fault တော့မှန်တယ် KT02 ကမမှန်ဘူး KT03 ကတော့မှန်တယ်အဲ့တော့အခုကိုကမမှန်တဲ့ fault ကိုအမှဆက်လက်လုပ်ပြီးတော့မှ delete ချက်ချင်းပဲဖြတ်ပါဘာလို့လဲဆိုတော့တိုင်ပတ်နေမှာဆိုလို့ပါနော်အဲ့ဒါကြီးပြန်ထောက်ပြီးတော့မှ okay KT02 ကိုကျွန်တော်တို့ remove လုပ်လိုက်ပြီးသွားပြီအဲ့မှာမှန်တဲ့ fault တွေပဲထားပါတော့ကိုကအဲ့လို editing မလုပ်ခင်ကျွန်တော်တို့အရင်ဆုံး fault တွေကိုမှန်တဲ့ fault တွေကိုစမ်းပြီးတော့မှအရင် item မှာထည့်ထားလိုက်အဲ့ဒါဆိုကျွန်တော်တို့အလုံးမရှုပ်တော့ဘူးပေါ့နော်ကဲဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးအဆင်ပြေမလို့ထင်ပါတယ်အခုပြထားတဲ့အတိုင်းပဲကက်နဲ့ဗီဒီယို editing လုပ်တဲ့အချိန်မှာဗမာပေါက်မှောင်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ပြပေးသွားတာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်လက်ရှိသုံးနေတဲ့ဒီ Unicode မြန်မာဖောက်တွေကိုကျွန်တော်အခုဗီဒီယိုရဲ့ discussion ထဲမှာကျွန်တော် link ချပေးထားမယ်အဲ့ link ကသွားပြီးတော့ဗမာဖောက်တွေကိုကျွန်တော် free download ယူလိုက်ပါကျွန်တော် download link ချပေးထားပါမယ် Telegram channel ကနေပြီးတော့မှသွားပြီး download လုပ်လိုက်ပါဒီဗီဒီယိုလေးအောက်မှာเนาะကျွန်တော် link တီချာချပေးထားပါမယ်အဲ့တော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နားမလည်တာရှိအောက်မှာ comment မှတ်ပြီးတော့မှဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အခုကျွန်တော်လုပ်တဲ့ဟာတွေရောဘယ်လိုလဲအထောက်အကူဖြစ်ရလားဒါမှမဟုတ်လဲအခုကိုရီးယားတော့ဗမာပေါက်မှန်တော့ဘယ်လိုလုပ်နေလဲဆိုတော့အောက်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ဗီဒီယိုလေးဆက်တွေ့တာပေါ့